နတ်ဆိုးတွေကိုတပ်ချက်တဲ့ဓာကထောက်ပေါ်လာတဲ့စွမ်းအင်ဓာမျိုးစားပဲဟာကလက်ကိုပြင်းထန်ဆုံးထိခိုက်မှုဖြစ်စေတာလေရီစွမ်းအင်ကတော့အတန့်စင်ဆုံးဖြတ်တောက်မှုကိုဖြစ်စေတယ်ခွဲစိတ်ဓာနဲ့လှိဖြတ်လိုက်တယ်လို့ပဲနာကျင်မှုရှိပေမဲ့တခြားစွမ်းအင်တွေနဲ့နှိုင်းယှဉ်ထိခိုက်မှုအနည်းဆုံးပဲလက်ရည်စွမ်းအင်ကတော့တပြိုင်နက်တည်းတိုက်ခိုက်တာဖြစ်ပြီးရိုက်ခတ်မှုကမိုးချိုးဖြစ်ချလိုက်တယ်လို့ခန်းစားရတယ်လက်ရည်ချောင်းကလက်တချောင်းစီစဉ်ပြီးလက်စစ်တာလောင်းတိုင်ဟာဒီချန်ကဲကလက်ကိုလှုပ်ရှားလို့မရတော့ဘူးမီးစွမ်းအင်ကြတော့ဓာသွားထိလိုက်တာနဲ့တိုင်ရရဲ့အစွန်းတွေဟာပူလောင်ပြီးမဲသွားကအပူနဲ့အတူပြန်လေပိတ်ဆို့သွားလဲဒါပေမဲ့မီးတောက်တွေကတော့အရေးပင်အောင်မှာဆက်လက်လောင်မြိုင်းနေဆဲပဲချစ်ချင်းမိတာစွမ်းအင်ကတော့ခညာပြီးနူးညံ့တင်ခွဲပုံရပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲလက်ကိုပတ်လဲလှပပြီးပြင်းထန်တဲ့အကွေးအကောက်တွေနဲ့ချွန်းထားပြီးလေးလံနဲ့ဖြတ်တောက်ရတိုင်ရတွေအများကြီးဖြစ်ပေါ်စေတယ်နေစွမ်းအင်ကတော့ဒီထဲမှာအဆူရွာဆုံးပဲဘာလို့လဲဆိုတော့တန်ရဆူလာဘာမှမကြံရဘူးဒါပေမဲ့လက်အနည်းနဲ့ရှိခဲ့မှုတဲ့နေရာမှာမီလောင်ပြီးပြားချလောင်ကျွမ်းထွားတာပဲကြံတော့မှာပါလေ